မင်္ဂလာပါဒီနေ့ကတော့မင်းကကင်ချီလေးကိုလှုပ်ရှားမှာဖြစ်ပါတယ်ကင်ချီလေးကတော့ဝယ်စားမယ်ဆိုလို့ရှိရင်လည်းကုန်ကြစည်တွေညမှာဆိုတော့အိမ်မှာမိသားစုတွေမင်းလုပ်ပေးတဲ့ပုံစံလေးပဲတက်တလောက်မှတ်တော့လေးမင်းလုပ်ပြဖြစ်ပါတယ်ခုကဒါလေးကတော့မင်းဒါလေးတစ်ထုံးဝယ်လိုက်တယ်နော်ဒါလေးကကြတော့မင်းကအခုဒီနေ့ဥနီလေးတစ်လုံးပါတယ်သူ့ကိုကြတော့ရွက်လိုက်ကလေးမလုပ်တော့ဘူးအထုပ်လိုက်လေးပဲစားရန်တော့ပဲလုပ်လိုက်မယ်နော်ဒါရေဆေးထားတယ်ဒီစေးထားတယ်အပေါ်တရွက်စီတော့မင်းဖယ်လိုက်မယ်ဒါလေးခဏဖယ်ထားမယ်အဲ့တော့သူ့ကိုဒီချမ်းလိုက်ဒီချမ်းလိုက်ပါမယ်လာနော်လက်နေရပဲဆက်ပြီးတော့သူ့ကိုဒီမှာထိနေနေဖယ်မယ်နော်ဒီလေးရှင်းနေတူပါကင်မရာရှင်းနေလို့ညီညီတို့ဒီကြလေးနဲ့ဒါလေးရဲ့ဒါလေးကိုဒီလေးထည့်လိုက်မယ်ဒီတော့တလက်မလောက်ပိုင်းလေးတွေပေါ့နော်ပိုင်းလိုက်မယ်စားတဲ့ခါမှာအရင်ကြတော့ရှင်းတဲ့လေးစင်ပြေပါမယ်။ဒါလေးထည့်မယ်။ဒီစိတ်စားနဲ့ထည့်ပြီးတော့စိတ်နှားလိုက်။ဒီပြင်ရေးစားနဲ့ထည့်ပြီးတော့စိတ်နှားလိုက်။ဒီနေ့ဒီထည့်တက်တော့လေးဖြစ်သွားတယ်မွေးဆန်စိမ်းမုတ်ကို3စွန်းထည့်ပါတယ်ပြီးတော့ဒါလေးကမင်းကနိုင်ဝက်ပဲဆိုတော့နည်းတော့ကျွတ်သေးတယ်ဒါပေမဲ့မင်းအကြာကြီးမထားတော့ပါဘူးနိုင်ဝက်နဲ့ပဲပြီးလိုက်ပါတယ်ပြီးတော့ဆန်စိမ်းမုတ်လို့ကိုမင်းကျူပါမယ်ပြီးနေကျူပြီးပြစ်ပြီးဆိုတော့ရပါပြီအဲ့ချိန်မှာစားရည်ကိုပြန်စီးပါမယ်3ဓာတ်လောက်စီးပါတယ်စကားနဲ့ပြန်စစ်ပါတယ်စားရည်စိမ်းထားတယ်စားရတာတွေထွက်သွားအောင်လို့မင်းကစားရည်ကိုပြောင်းအောင်ရေ3ရေလောက်မင်းပေါ့ပါအောင်စီးပါတယ်ဒီနေ့ယူရဟောဒါလေးကိုရေစစ်ထားလိုက်မယ်ဟိုလည်းဥနေလေးရောဒါလေးကလည်းအေးခံတာလူသေးတယ်နည်းနည်းပူသေးတယ်နော်ကဲခဏလေးစောက်ပါမယ်တီးတယ်မာတာဂျင်းလေးပပလေးလွှာနေလိုက်တူကဲအခုဆိုလို့ရှိရင်မုတ်လေးကိုဆက်ပါတော့မယ်ဒါလည်းအေးသွားပြီဆိုတော့သူ့တွေကိုရောင်တဲ့မုတ်လေးထဲမှာဖြစ်ပါတယ်အဆက်ကြရင်တော့များထည့်နော်မင်းကတော့စက်တာတွေကိုရှော့တဲ့အတွက်ကြောင့်မို့နည်းနည်းပဲထည့်ထားပါတယ်ကဲအခုဆိုလို့ရှိရင်တော့ဒါရေလေးတွေကိုဖြောပြီးပြီဆိုတော့မှနင်းဒါလေးကိုဆက်ပါတော့မယ်ကဲမုံညင်းအားရေးစက်ထားတဲ့မုံညင်းကိုမင်းဒီတဲ့ကိုစလုံးထဲကိုထည့်မယ်ပြီးတော့ဥနီထည့်မယ်ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကိုထည့်မယ်ကဲတော့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကိုထောင်းပြီးတော့အနှစ်ကိုထည့်အောင်မယ်နင်းအလိုပဲလှုပ်လိုက်တာပေါ့နော်အမြန်ကြီးပဲအလိုပဲလှုပ်လိုက်တာပါဒီချက်မှုနည်းနည်းဂျင်းရဲ့ကြက်သွန်ဖြူရဲ့ကြက်သွန်နီရဲ့တချို့ကထည့်ရတယ်နော်အဲ့ဒါလေးတွေကိုထည့်တယ်တချို့ကလည်းပန်းသီးတွေကိုကြိတ်ပြီးထည့်တယ်အဲ့တော့အနှစ်ကများရတာပေါ့နော်ကဲအဲ့ဒီကိုမင်းအချုံမုံနဲ့ငယ်ထည့်တယ်စက်သားမုတ်ရှိရင်လည်းစက်သားမုတ်ထည့်လို့ရပါတယ်မင်းကတကြားလေးလေးနည်းနည်းထည့်ပါတယ်ပြီးတော့ငပြိုင်ထည့်တယ်အပေါ်အောက်သမလိုက်ပါတယ်ငပြိုင်ထည့်တယ်ဆိုတော့မင်းစားတွေမထည့်တော့ဘူးเนาะငံမှာစိုးလို့ပါ
သူကအရွက်ကလေးဒါတွေကအငံကိုစုပ်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ရမ်းငံသွားမယ်နော်ကဲအပေါ်အောင်နှမ်းဆက်အောင်နေရပါတယ်အထက်အောင်မွေပြီးတော့ဒါလေးကိုရွရွလေးပေါ့နော်မွေပါတယ်မွေလို့ပြီးဆိုလို့ရှိရင်တော့အခုမင်းင်းဒါလေးကိုဘူးလေးတွေထည့်ပါတော့မယ်ကဲကောဘူးလေးနဲ့တပူးစာရပါတယ်နော်ပြီးတော့ဘူးလေးနဲ့ထည့်မယ်ပေါ်ကဖိပဲဖြည်းဖြည်းချင်းဖိပြီးတော့ထည့်ပါမယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့20နဲ့9နိုင်ပြည့်အောင်တညာတိတ်တာပါမယ်အပြင်မှာပထမမလုပ်တာကြာတယ်ပထမတစ်ခါလုပ်တရက်သေးဆိုတော့မင်းကြီးအရန်ချင်တာမကြိုက်လို့24နိုင်နဲ့တိတ်ပါတယ်တချို့ဆိုလည်း2ရက်လောက်တိတ်ပါတယ်နော်ပြင်မှာ3ရက်လောက်ထားလိုက်ပြီးတော့မှကဲအခုမြင်ပြရတာတော့24နိုင်တိတ်ပြီးတာလေးဖြစ်ပါတယ်ရေကက်တက်တာထဲမှာထည့်ပြီးတိတ်လို့ရပါပြီကဲနောက်တစ်နေ့မှာတော့မင်းကြီးကတော့ဒါလေးကိုပီချီကြီးညင်လေးတောက်ဆက်မှာဖြစ်ပါတယ်ပီချီကြီးညင်လုံးဖို့တဲ့ကြက်သားရင်မုံလေးတစ်တုံးကိုမင်းကြီးဒါလေးလုံးလိုက်တယ်လွယ်လေးပါတယ်နော်လုံးလိုက်တယ်လုံးပြီးတော့မင်းကြီးတုံရန်နှစ်ကလေးကိုထည့်တယ်ပြီးတော့ပြန်လုံးတယ်ပြီးတော့ရေထည့်တယ်ပြန်တက်ပါတယ်အဲ့လိုဘောစုအောင်တည်ထားပါတယ်တည်နေတဲ့အချိန်မှာပဲပြားလေးကိုပြီးပါမယ်ပဲပြားတွေကဒါပြီးရေဆေးရမယ်နော်ပဲပြားတစ်တုံးဖြင့်နှစ်တုံးသာပူဖြစ်တဲ့ကြောင့်မို့မင်းကြီးတစ်တုံးပဲသုံးပါမယ်ကျုပ်ဦးချောင်းလေးကတော့စီပီကျုပ်ဦးချောင်းလေးကို၄ခုမင်းင်းသုံးပါတယ်အဲ့ဒါလေးတွေကိုလည်းကိုကြိုက်နေတဲ့ရာပိုင်းလေးကိုပိုင်းနေလိုက်ပါတယ်ဒါတွေကအပြင်မှာပလတ်စတစ်အရင်တော့ကတာနော်အခုကအဲ့လိုမဟုတ်ဘူးနော်အခုကဒါလေးတွေကနူးညံ့ပါတယ်ပလတ်စတစ်မဟုတ်ပါဘူးမင်းင်းအချိန်စမ်းပြီးတော့ပါပြီကဲပြီးတော့အဲ့ဒါဘောစုတဲ့ဦးတဲ့ဦးခုကင်ချီ3စုံလောက်ထည့်လိုက်ပါတယ်ချင်တာကြရင်တော့အရေးလေးတွေထပ်ထည့်ပေါ့နော်အဲ့လိုပေါ့နော်မင်းင်းကတနည်းပဲတိတ်တာတဲ့ကြောင့်မို့အရင်ကြီးမချင်ပါဘူးကဲအခုကင်ချီထည့်ပြီးတော့ဒါဘောစုအောင်ထပ်ထည့်ပါတယ်တဲပြီးတော့မျိုးချင်းစီထည့်မယ်အခုကျုပ်ဦးချောင်းထည့်ပါမယ်ကျုပ်ဦးချောင်းထည့်ပြီးတော့ခင်းညင်သီးလေးတွေပို့ချင်သွားအောင်လို့အိမ်မရှိရခင်းညင်သီးလေးကိုစိတ်စိတ်မနေပစ်ထည့်လိုက်ပါသေးတယ်ဒါကတော့မထည့်ရရပါတယ်ထည့်ရရပါတယ်ကဲပြီးလည်းပြီးတော့မင်းနဲ့ကကျုပ်ဘောအိုးကဆူလာပြီရေရလေရေတောက်တဲ့အတွက်ပူပူစီစီလေးပေါ့နော်အလောတော့တောက်စားမယ်ဖြစ်တဲ့ကြောင့်မို့အရေလေးကိုပူထည့်ပါပြီးလည်းပြီးတော့ကျုပ်ဦးကပွိုင်3လုံးဖြည်းဖြည်းချင်းလေးထည့်လိုက်တယ်ရွလေးထည့်ပြီးတော့ဒီဘက်တစ်ချမ်းကနေပြီးတော့ပဲပြလေးထည့်လိုက်ပါတယ်ဘောဆူအောင်ထည့်လိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ဘောဆူရဲ့ကင်ချီလေးရပါပြီကဲအခုဆိုလို့ရှိရင်တော့ကင်ချီလေးကိုမနေရတောက်ပါတော့မယ်အခုချိန်မှာဒီနေ့ဆိုရင်မိုးကရွာတယ်မိုးကရွာတော့ရာသီဥတုကအေးနေတယ်အဲ့တော့ဒါလေးကပူဆက်ပူလောင်နေတဲ့အရန်စကောက်ပါတယ်ပေါ့နော်စကောက်ပါတယ်အရင်တော့မဆက်ပါဘူးမင်းကတော့ဆွဲပါပြီကျေးဇူးတင်ပါတယ်လို့အခုဆိုရင်တော့ကောင်းပါပြီဆက်လို့လဲ